အိမ်ထဲကအိမ်ပြင်မထွက်ဘဲအခမဲ့ certificate တွေယူကြမယ်။ FIN ကဒီနေ့ကိုနဲ့ကညီရဲ့တင်တန်းတွေကို online ကနေပဲအခမဲ့လေ့လာသင်ယူရင် certificate ရယူနိုင်တဲ့အကောင်းဆုံး website 5 ခုကိုမျှဝေပေးတော့မှာဖြစ်လို့အဆုံးထိကြည့်လိုက်ရအောင်နော်။နံပါတ်1 Sailor Academy 2008ခုနှစ်မှာတရားဝင်စတင်ခဲ့တဲ့ Sailor Academy မှာဆိုရင် Business, Computer Science, IT, English, Marketing စတဲ့ free course ပေါင်း150ကျော်ကိုစိတ်ကြိုက်ရေးချလေ့လာနိုင်ပါတယ်။နံပါတ်2 Microsoft နာမည်အတိုင်းပဲ Microsoft Technologies, Cloud, AI, Data, Office စတာတွေကို beginner ကနေ advanced အထိလေ့လာနိုင်မှာဖြစ်ပြီးဒီကရတဲ့ certificate တွေက tech career development အတွက်တကယ်အသုံးဝင်ပါတယ်။နံပါတ်3 Allison, Business, IT, Marketing, Language, Personal Development စတဲ့ category ပေါင်း100ကျော်မှာရှိတဲ့ free course တွေအများကြီးကိုနားလည်လည်အောင် design ဆွဲထားတဲ့ module တွေနဲ့လေ့လာရမှာပါ။နံပါတ်4 Udemy ဒီမှာဆိုရင်တော့ IT, Design, Marketing, Communication, Business စတာတွေကို video lesson, assignments, resources တွေနဲ့ step by step နဲ့ free လေ့လာနိုင်ပါတယ်။နံပါတ်5 Google Digital Garage နာမည်မှာပါတဲ့အတိုင်း Google ရဲ့ learning platform ဖြစ်ပြီး digital marketing, data, tech business, career development စတဲ့ topic တွေကို free လေ့လာနိုင်တာမို့ technology field ကသူတွေအတွက်တော့ရတနာတိုက်တစ်ခုပါပဲနော်။ကဲဒီလိုအကျိုးရှိတဲ့ information တွေနဲ့ scholarship တွေအကြောင်းသိချင်ရင်တော့ FIN ကို follow ထားပြီး free search လုပ်တာနော်။